Okay ဒီတယောက်လေးကမေးထားပါတယ်။ teacher ရေးတဲ့ဒီစာလုံးလေး though ဘယ်လိုသုံးတာလဲတဲ့ alright so THO though ကဒီစာလုံး THOUGH though ရဲ့အတူကောက်ဖြစ်တယ်ပေါ့နော် alright သူ့ကို speaking မှာအရန်သုံးတယ်ဘာအဓိပ္ပာယ်ရှိလဲဆိုတာလေ့လာရအောင် okay though ကိုဒီစန့်ကျင်ဘက် idea နှစ်ခုကိုဆက်ဆက်တဲ့အခါမှာသုံးတယ်ပေါ့နော်သူက but နဲ့တူသွားတယ်ပေါ့ so for example how was the movie last night the actors were great I didn't like the movie though alright so မင်းသားမင်းသမီးတွေကောင်းပေမဲ့ရုပ်ရှင်တော့မကြိုက်ဘူး okay though က but နဲ့တူသွားတယ် how was the restaurant last night the food was great though a bit pricey okay so စားလို့ကောင်းပေမဲ့နည်းနည်းတော့ဈေးကြီးရယ် alright so ဒီနေရာမှာ though က but နဲ့တူသွားတယ်ပေါ့နော်ညင်ညင်တတလေးဝေဖန်ချင်တယ်ဆိုလို့ရှိရင်လည်းဒီ though ကိုသုံးလို့ရတယ်ပေါ့နော် so for example how was my presentation it was good the pronunciation was a bit unclear though alright so ဒီချိန်မှာကိုယ့်ရဲ့ဒီ pronunciation လိုအပ်သွားတယ်ဆိုတဲ့ဟာလေးကိုထောက်ပြတဲ့အခါမှာပို့ပြီးတော့မှညင်တာအောင်လို့ဒီ though လေးကိုသုံးလိုက်တယ်ပေါ့နော် I think my cooking turned out really well this time yeah it smells good a bit salty though inside တူကအရင် excited ဖြစ်နေရယ် right ဒါပေမဲ့ hint ကစားငံနေရယ်အဲ့အတွက်ကြောင့်မို့ဒီ though လေးထည့်ပြီးမှညင်ညင်တတလေးနဲ့ထောက်ပြလိုက်တာပေါ့နော် conversation တွေမှာတယောက်ပြောလိုက်တဲ့ဟာကိုပြန်ပြီးတော့တုံ့ပြန်တဲ့အခါမှာလေဒီ though လေးကိုထည့်ပြီးသုံးလို့ရတယ်ပေါ့နော် for example I just got home from a 10-hour shift wow that's rough though get some rest ပထမတယောက်ပြောလိုက်တဲ့ဥစ္စာဒီ 10-hour shift okay 10-hour shift ကနေပြီးတော့ပြန်လာတယ်အဲ့ဒါကိုနားထောင်လိုက်တဲ့သူကဒါကိုချင်းစာသွားတယ်ပေါ့အရန်မောနေမှာပဲနော်ဆိုပြီးတော့အဲ့လိုပြောလိုက်တဲ့ပုံစံလေးနဲ့ဒီ though လေးကိုထည့်သုံးလိုက်တယ်ပေါ့နော် I finally finished my essay that feeling though ပထမတယောက်ပြောလိုက်တဲ့ဥစ္စာ essay ပြီးသွားပြီ okay အဲ့ဒါကိုဒုတိယတယောက်ကဘယ်လို reply ပြန်လိုက်လဲလုံးဝသူ agree ဖြစ်တယ်ပေါ့ဒီလိုမျိုးခံစားချက်ကိုငါလုံးဝသိတယ်ဆိုတဲ့အနေနဲ့ဒီ though လေးကိုသုံးလိုက်တယ်ပေါ့နော် strong agreement အနေလေးနဲ့သုံးလိုက်တာပေါ့နော်